အကိုရေအမိုက်မကိုခွန်းလိုက်ပါမိနွယ်ကိုခွန်းလိုက်ပါအကိုခွန်းမလို့ဘူးမိနွယ်ခွန်းမလို့လဲစောက်ကူမဆိုင်ပါဘူးကိုကျွန်တော်ပြောအောင်မယ်လေကျွန်တော်ပြောမယ်ပြန်ပြောချစ်တော်ဒေဝီဆရာအကိုရေမိနွယ်ကိုအဲ့လိုပြောနေမယ်ဆိုရင်မိနွယ်တဘွားလုံးဒီလိုရင်းကိုနေရမှာလားဒီလိုရင်းကိုမဟုတ်လေ तू ကအတန်နဲ့ပြောတာ तू ဘလို့ပုံစံနဲ့ငိုလေငါမမြင်ရတာတဘောလေးကိုဒီလိုလေးပဲဒီလိုပဲငိုမလို့မိနွယ်တဘွားလုံးဒီလိုငိုနေရမှာလားအကိုရေငိုမင်းနွယ်ဟေးငိုဆိုတာကကျွန်တော်စကားပြောမိငိုဆိုငိုတာပါကျွန်တော်ငိုခိုင်းတိုင်းမငိုနဲ့ကျွန်တော်ငိုမင်းစပ်ဘလောင်းမလဲနဲ့ငိုဆိုလည်းငိုပါသေးငိုဆိုတာလည်းကျွန်တော်စကားလေးလက်ငိုမင်းနွယ်ငိုမင်းဒီလိုကြတဲ့မျက်ရည်မြင်လို့ငါတနာမယ်မဟုတ်လားမင်းနွယ်တနာပါမလားမင်းနွယ်ဆိုကျွန်တော်ပြောအောင်မယ်ပြောပြီးသွားမှာမဟုတ်လားစောင့်ရည်ကိုရှိပြောချစ်တော်ဒေဝီပြတ်သွားဆရာဟုတ်ကူမိနွယ်တဘောလုံးဒီလိုကြီးကိုနေရမှာလားကိုကြီးဒီလိုကြီးကိုနေရမှာလားငိုမင်းနွယ်ငိုအာရဘာရငိုမင်းဟာတကယ်တော့ငါဘဝတည်းကိုခဏတာဝင်လာပြီးတော့သူများရဲ့ဘဝထဲမှာပျော်ပါတဲ့မိန်းမမင်းနွယ်ပျော်ပါတဲ့မိန်းမမကြချင်ဘူးစေးတောက်ထားတာတွေရက်လိုက်ပါမကြချင်ဘူးနင်းမယ်လေမကြချင်ဘူးမိနွယ်မကြပါရစေနဲ့တော့မိုက်မကိုခွန်းလိုက်ပါတော့ကိုရေသူပြောတာအပါကျွန်တော်လည်းမသိပါဘူးပြောချင်တယ်လို့ပြောပါပြောခွင့်မလို့ဘူးမင်းနွယ်ခွင့်မဇက်တိုက်တော့အိမ်ကိုင်းနေလို့အိမ်ကိုင်းတာမဟုတ်ဂိမ်းနေစောနေခွင့်မလို့ဘူးမင်းနွယ်ခွင့်မလို့ဘူးကျွဲလေးဖမ်းနေရပါပြောမယ်ပြောလို့ခွင့်မလို့ဘူးမင်းနွယ်ခွင့်မလားသူမိမတင်ပေးတာကြာမပြောပဲခွင့်မလို့ငါပြောအောင်မယ်လို့နေမိမကြီးကတင်ပေးတာလေးကျွဲပါနဲ့ဦးလားတသေးတော့ခွင့်မလို့ဘူးမင်းနွယ်ဝိုင်းနဲ့ထည့်ပေးတာအဲ့ခင်ခွင့်တဲ့အောင်တော့ပြောအောင်မယ်ခွင့်မလို့ဘူးမင်းနွယ်ခွင့်မလို့ဘူးမင်းနာမှာနေကြတဲ့ကောင်းနေဟာရွှေလူမျိုးလူနဲ့တကယ်တော့မင်းမကောင်းမထင်ယောက်ျားတွေလည်းမှတ်နေတာမင်းနွယ်ဒါဆိုရင်ကျမနာမှာမင်းနွယ်နာမှာရှိနေတာရွှေလူမျိုးလူနဲ့ကိုရွှေကိုမျိုးတွေပေါ့နော်ဟာကျမကိုစောကားတဲ့လူတွေအဲ့ဒါကိုကျွန်တော်ဥပမာပြောပြသွားတာနော်ပြန်ပြောတော်ပါပြီကွယ်ခဏပြောတာမောလို့ပါကွယ်ငါလည်းမောတယ်ပြောတော်တော့လေတကယ်တော့မင်းနွယ်မင်းဟာဘာတဲ့အလားတူတူလဲဆိုရင်မင်းဟာပိုးကြိုက်တဲ့ပန်းမင်းနွယ်မင်းဟာပိုးကြိုက်တဲ့ပန်းအိုးအကူပြောလို့ဆိုရင်မင်းနွယ်ဟာဂျပန်လန်နဲ့ပန်းအကူကဂျပန်ကလေးကြီး